လေးနဲ့တူပြန်လွင်လာတဲ့ချော့မြူတန်းကြောင့်လေထဲကနေပြန်လာတဲ့ဦးချိုင်တယောက်ကရုတ်တရက်မှုန့်ညစ်နေထောင်သွားခဲ့ရပါတယ်။ဟဲ့ကောင်မလေးဒီမှာဘာထိုင်လုံနေတာလဲလို့သူကမေးလိုက်ပြီးညီကြီးတွေပြေးကျန်နေတဲ့ပစိုးဟောင်းကိုဝတ်ထားတဲ့မိမဖြူကိုကြည့်လိုက်ပါတယ်။သူမကပကတ်တစ်ခုကိုလွှဲရင်းနဲ့ကလေးချော့နေပါတယ်။ဟဲ့ကောင်မလေးသူမချော့နေတဲ့ပကတ်ထဲမှာကလေးမဟုတ်ပဲဦးကောင်းငုံကိုတွေးလိုက်ရတဲ့အခါမှာတော့ဦးချိုင်တယောက်အလွန်တုံလုံးထိတ်လန့်သွားခဲ့ရပါတယ်။အီမေးရင်တရေကသူ့ကိုကြည့်ပြီးကျဉ်နဲ့စွာရီမောလိုက်ရာဦးချိုင်ဟာသတိလစ်မတက်အော်ဟစ်ပြီးကြောက်လန့်တကြားနဲ့ထွက်ပြေးသွားခဲ့ပါတယ်။နောက်တစ်နေ့မနက်စောစောမှာတော့ရွာလူကြီးအဖိုးရဲ့အိမ်ရှိမှာသူနဲ့ရွာသားတစုကရွာဖုန်ကြီးဦးပစင်းဝင်းကိုစွန်းလောင်းဖို့အတွက်စောင့်နေကြပါတယ်။စွန်းလောင်းပြီးတဲ့အခါမှာတော့ရွာလူကြီးဖိုးရဲ့ကအီမေးရင်တရေလာရောက်နှောက်ယှက်တဲ့အကြောင်းကိုဘုန်းတော်ကြီးကိုရှောက်ထားပါတယ်။မင်းညာကဤပိုင်ကဝေးကွာတဲ့နေရာကနေပြေးလာပြီးသူ့ခင်မုန်းကိုအီမေးရင်တရေလှည့်စားခဲ့လို့အခုချိန်ထိအဖျားတက်နေတော့မယ်လို့ပြောပါတယ်ဘုံဘုံ။အညိုးတေးတွေနဲ့ပြည့်နေတဲ့ဝိညာဉ်ကလွယ်လွယ်နဲ့ငြိမ်သက်သွားမှာမဟုတ်ဘူးတကား။ဘုံဘုံကတပည့်တော်တို့ကိုမကူနိုင်ဘူးလားဖေဟာ။ဖြစ်ပြနေသမျှအရာအလုံးဟာကံကြောင့်ပဲဖြစ်တယ်ဆိုတာတကားတို့သိကြပါတယ်။ဦးစင်းဝင်းရဲ့စကားကြောင့်လူတိုင်းမျက်နှာပြတ်သွားကြပါတယ်။အဲ့ဒီချိန်မှာပဲအယူမယာယီရင်ကပုံမှန်တိုင်းပြေးဝင်လာပြီးဒူးထောက်ကလက်အုပ်ချီ၍ဦးစင်းဝင်းစီကနေစွန်းဆန်စိန်တောင်းခံပါတယ်။ရွာလူကြီးဖိုးရဲနဲ့ရွာသားတွေကဒေါသအထွက်နေကြပြီးအထူးသဖြင့်ဤပိုင်ကဒေါသအထွက်ဆုံးပါပဲ။ဟဲ့ဤရင်နေအတိတ်ပဲမရှိတဲ့အယူမနေသမီးတည်သွားတော့ငါတို့ကိုဒုက္ခပေးနေတော့မေဤပိုင်းနဲ့တခြားရွာသားတွေကဆဲဆိုရင်နဲ့ယာယီရင်ကိုပစ္စည်းတွေနဲ့ပြပေါက်ကြတဲ့အတွက်သူမနာကျင်စွာအော်ဟစ်နေရပါတယ်။ရွာလူကြီးဖိုးရဲကလည်းမတားမြစ်တဲ့အပြင်ကျင်းနဲ့စွာပြုံးနေခဲ့ပါတယ်။ဒါကြောင့်ဥပစင်းဝန်းကနှုတ်ကနေတားမြစ်လိုက်မှသာရွာသားတွေရက်တန့်ပြီးပြန်သွားခဲ့ကြပါတယ်။ဥပစင်းဝန်းကယာယီရင်ကိုတနာကီယူနာစိန်နဲ့ကြည့်ပြီးစွန့်ခွက်ထဲကအစာတွေကိုသူမအတွက်ထားပေးခဲ့ရာယာယီရင်ကချက်ချင်းလေးဘက်ထောက်သွားပြီးကောက်ယူစားတော့ခဲ့ပါတယ်။နေဝင်ချင်းကိုရောက်တော့တရွာလုံးကိုပဲ့တင်ထက်သွားတဲ့ချုပ်မြူတန်းကြောင့်လူတိုင်းကြောက်လန့်တုန်လှုပ်နေကြပြီးအီမေးရင်တရေကိုကြောက်လို့တကားပြတင်းပေါက်တွေကိုအမြန်ပိတ်ကြပါတယ်။မောင်မိုက်နေတဲ့အထဲမှာဦးစင်းဝင်းကဖះเจ้าလေကစီဒီကိုကြည့်လိုက်တဲ့အခါမှာတော့အီမေးရင်တရေကကလေးကိုပွေးချင်ရင်းနဲ့ခေါင်းမိုးပေါ်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဘုန်းကြီးကိုရင်တွေအားလုံးကဥပစင်းဝင်းရဲ့နောက်မှာအပြေးလွှားကွယ်ဝဲနေကြပါတယ်။အီမေးရင်ဘုန်းကြီးကိုလှည့်စားတာအာကုသို့ဖြစ်တယ်ဆိုတာနင်သိလားလို့ပြောပြီးဘုန်းကြီးကမျက်စိမိတ်ကမြစ်တာဖို့ဆူတောင်းပေးလိုက်ပါတယ်။မျက်လုံးပြန်ဖွင့်တဲ့အခါမှာတော့အီမေးရင်တရေကပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲအရက်မူးနေတဲ့အိုင်ပန်နဲ့အိုင်ချစ်တို့ကအိမ်ပြန်ဖို့လက်ချင်းချိတ်ပြီးဒီရွတ်တိုက်လမ်းလျှောက်လာနေပါတယ်။အဝေးမှာအမျိုးသမီးသူကကလေးကိုပွေ့ချင်ရင်ရက်နေတာကိုမြင်တော့သူတို့ရက်တန့်သွားကြပါတယ်။ဘယ်သူလဲကွာလို့အိုင်ပန်နဲ့အိုင်တို့ကကြည့်ဖို့ကြိုးစားခဲ့ကြပါတယ်။မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့သူတို့ကတတိလေးမတက်မျက်လုံးပြူပြီးကြောက်လန့်သွားခဲ့ကြပါတယ်။အီမေးရင်တရေသူတို့နှုတ်ကအတက်နိုင်ဆုံးအော်ဟစ်ပြီးထွက်ပြေးခဲ့ကြရာတယောက်တလန်းစီကွဲသွားခဲ့ပါတယ်။အိုင်ပန်ကနောက်ကိုပဲကြည့်ပြီးအီမေးရင်လိုက်လာမှကိုကြောက်နေတာကြောင့်လမ်းကိုသတိမထားမိပဲမြေပို့ထားတဲ့နေရာကိုတိုက်မိပြီးနွားချီကန်ထဲကိုမှောက်လဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲခြေဘဝတစ်စုံကသူ့ကောင်းကိုနင်းလိုက်တဲ့အတွက်မျက်နှာကမြေကြီးထဲနစ်သွားခဲ့ပါတယ်။သူအသက်ရှူလို့မဝတော့ပဲအော်ဟစ်ဖို့ကြိုးစားပေမဲ့အသက်မထွက်နိုင်ခဲ့ပါဘူး။သူကခဏတာရုန်းကန်နေခဲ့ပြီးနောက်ဆုံးမှာတော့အသက်ရှူချက်ကတည်ဆုံးသွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့အိုင်ပန်ရဲ့ရုပ်လောင်းကိုလဲပြင်းလဲမှာညနာမောက်လေးရဲ့တည်ဆုံးနေတာကိုတွေ့လိုက်ရတဲ့အတွက်ရွာသားတွေကရွာလူကြီးအဖိုးရဲ့အိမ်ရှိမှာစုဝေးပြီးစူညံနေကြပါတယ်။လူတိုင်းလည်းထိတ်လန့်သွားကြပါတယ်။အိုင်ချစ်ကိုမင်းညကအိုင်ပန်နဲ့အတူရှိနေတာမြင်ခဲ့ရတဲ့အတွက်ဖန်စီထိန်သိမ်းထားပါတယ်။ဒါပေမဲ့သူကကြောက်လန့်တကြားဖြစ်နေတဲ့အတွက်ဘာမှပြန်မပြေနိုင်ပေအီမေးရဲ့နာမည်ကို
ထက်ကားတလဲလဲရေရွတ်နေခဲ့ပါတယ်။ဒါကြောင့်ရွာလူကြီးအဖိုးရန်နဲ့ရွာသားတွေကအိုင်ပန်သေးဆုံးတာဟာအီမင်းရဲ့လက်ချက်ပဲလို့တေချာပေါက်ယုံကြည်သွားခဲ့ကြပါတယ်။အီမင်းသေးတာတစ်လလောက်ရှိပြီ။အခုထိ6လက်နေတော့မယ်။ဒီတိုင်းသာဆက်ရှိနေရင်ဒီရွာလုံးကိုလိုက်သက်မှသေးကြတယ်။ဖုံဖုံကလည်းဘာမှမကူညီနိုင်ဘူး။ရွာလူကြီးကချက်ချင်းဖြေရှင်းရမယ်။ဘာလို့လဲဆိုတော့ဒီကိစ္စအားလုံးဟာရွာလူကြီးကြောင့်ဖြစ်တာဒီတိုင်းသာလွတ်ထားလို့ကတော့ငါတို့နေလို့ရတော့မှာမဟုတ်ဘူးဟဲ့ဤပိုင်းငါတယောက်တည်းကိုဘာလို့ပြစ်တင်နေရတာလဲအဲ့ဒီတော့ကမင်းတို့လည်းငါ့ကိုထောက်ခံခဲ့ကြတာပဲမဟုတ်လားလို့ရွာလူကြီးဖိုးရန်ကအတန်ကျကျင်းနဲ့အော်ဟစ်လိုက်ရာလူတိုင်းတိတ်ဆိတ်သွားခဲ့ကြပါတယ်ရွာလူကြီးဖိုးရန်ကအရာအားလုံးရဲ့စတင်ရဖြစ်ခဲ့တဲ့အဲ့ဒီနေ့ကဖြစ်ပျက်ကိုပြန်လည်အမှတ်ရနေခဲ့ပါတယ်။ဤမေရင်လင်စားတဲ့မိန်းမနင်ငါသားကိုတတ်လိုက်တယ်။ဘာတွေပြောနေတာလဲအိုင်ဒေးရှ်သားကဖျားပြီးသေးတာကိုဆရာဝန်ကပြောခဲ့တာပဲ။ငါမယုံဘူး။နင့်မှလင်ပဲတယောက်ရှိအကုန်သေးကောင်းတာပဲ။နင်နဲ့မပတ်သက်ဖို့ငါအိုင်ဒေးရှ်ကိုတတိပေးပြီးသား။ရွာလူကြီးဖိုးရန်ကမုန်းတရားနဲ့ကြည်နေခဲ့ပါတယ်။သူသားအိုင်ဒေးရှ်ကဤမေရင်နဲ့အတူနေပြီးနောက်မကြခင်မှာပဲဖျားနာပြီးသေဆုံးသွားခဲ့ပါတယ်။ဤမေရင်ရဲ့တခြားခင်မုန်းတွေလိုပဲဖြစ်သွားတဲ့အတွက်သူနဲ့ရွာသားတွေကဤမေရင်ကိုရွာတွေကလူတွေကိုလှည့်စားပြီးစားတဲ့တရေလို့ယုံကြည်ခဲ့ကြပါတယ်။ရွာလူကြီးဖိုးရန်ကအိုင်ပန်နဲ့အိုင်ချစ်ကိုဤမေရင်ကိုဆွဲခေါ်လာဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။ရှာရီရင်ရဲ့တောင်းပန်တန်တွေကိုလည်းဂရုမစိုက်ခဲ့ပါဘူး။အဲနောက်မှာတော့ရွာသားတွေကဤမေရင်ကိုဝိုင်းဝန်းပြီးလူမဆန်စွာနဲ့ဆဲဆူကျင်းစေခဲ့ရခဲ့ကြပါတယ်။ထိုအချိန်မှာပဲဤမေရင်ကကိုဝင်ရှိနေပါပြီ။ရွာသားတွေရဲ့ပြုမှုပုံကရက်ဆက်ကြမ်းကြုတ်လာခဲ့ပါတယ်။ဤမေရင်ကရွာသားတွေရဲ့ပုတ်ချမှုကျိန်စာနဲ့ကဲ့ရဲ့မှုတွေကြောင့်စိတ်ထိခိုက်လာခဲ့ပြီးဖျားနာလာကအစားအသောက်လည်းမစားတော့ပါဘူး။နောက်တနေ့မနေ့စောစောမှာတော့ယာယီရင်ကဖျားနာနေတဲ့သမီးအတွက်စံပြုတ်ပြုတ်ဖို့အစောကြီးထားခဲ့ပါတယ်။စံပြုတ်ပြီးတော့သူမကသမီးကိုကြွေးဖို့ယူလာခဲ့ပါတယ်။သမီးကိုနှိုးထားဖို့ချိန်ကြာကြီးစူးစမ်းခဲ့ပေမဲ့ဤမေရင်ကနှိုးမလာတော့ပါဘူး။နောက်ဆုံးမှာတော့သူသမီးကွယ်လွန်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။ဤမေရင်သေဆုံးပြီးတဲ့နောက်မှာတော့ရွာလူကြီးဖိုးရန်ကလူတွေကိုခေါ်ပြီးရုပ်အလောင်းကိုရွာနောက်ဘက်မှာသွားရောက်မြုပ်နှံခိုင်းခဲ့ပါတယ်။ဒီသတင်းကိုကြားတဲ့ရွာသားတွေထဲမှာတယောက်မှဝမ်းနည်းသူမရှိခဲ့ပါဘူး။သမီးဖြစ်သူသေဆုံးပြီးတဲ့နောက်မှာတော့ယာယီရင်ကစိတ်မထိန်နိုင်ပေနောက်ဆုံးမှာတော့အယူဖြစ်ကိုရောက်ရှိသွားခဲ့ရပါတော့တယ်။အဲ့ဒီညမှာပဲရွာလူကြီးဖိုးရန်ငှားရမ်းတဲ့နတ်ဆရာကသုတ်တန်ကိုရောက်ရှိလာခဲ့ပြီးဤမေရင်ရဲ့မြုပ်နှံထားတဲ့ကိုချက်ချင်းတူးဖော်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။ခေါင်းတလားကိုဖွင့်လိုက်တဲ့အခါမှာတော့ဤမေရင်ရဲ့ရုပ်လောင်းကနေနန်းဆောင်နေတဲ့အနံ့သက်စိုးတွေထွက်ပေါ်လာပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့မြင်ကွင်းကြောင့်လူတိုင်းမျက်နှာလွှဲခဲ့ကြရပါတယ်။နတ်ဆရာကအစွမ်းထက်တံမိုးကိုထုတ်ယူပြီးမန်တန်ရွတ်ဆိုပါတယ်။တစ်ဖက်လက်ကတန်တူကိုမတင်ပြီးဝိညာဉ်ကိုဖမ်းချုပ်ဖို့အတွက်ရုပ်လောင်းရဲ့နဘူးလင်မှာရိုက်ချဖို့ပြင်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲလေပြင်းတွေထူးဆန်းစွာနဲ့တိုက်ခတ်လာခဲ့ပါတယ်။တတိရှင်ထွက်လာစမ်းပါလို့စိန်ခေါ်လိုက်တဲ့အခါမှာတော့လေတွေကရုတ်တရက်ရက်တန့်သွားခဲ့ပါတယ်။ရွာလူကြီးဖိုးရန်ကပါဝင်းကြီးကိုလှည့်ကြည့်လိုက်ပြီးမှတစ်ပင်ပေါ်ကိုဖြည်းဖြည်းချင်းမောကြည့်လိုက်ရာအီမင်းရင်တရေလို့သူအော်ဟစ်လိုက်ပါတယ်။အီမင်းရင်တရေကခလေးကိုပွေချီရင်တစ်ပင်ပေါ်ကနေစောက်ထိုးနေထားနေတာကိုသူနဲ့နောက်ကနေခိုးလိုက်လာတဲ့ရွာသားတွေအားလုံးမြင်လိုက်ရပါတယ်။နေအရန်၆လန်ရဲတဲ့ဘောလူပြောပြီးနတ်ဆရာကတန်မိုးကိုအီမင်းရဲ့ရုပ်အလောင်းနှစ်ဖူးပေါ်ကိုရိုက်ချလိုက်ရာဝိညာဉ်ကနာကျင်စွာအော်ဟစ်ပြီးနောက်ဆုံးမှာတော့ပျောက်ကွယ်သွားခဲ့ပါတယ်။သူကနောက်တစ်ချိန်ရိုက်ချဖို့အတွက်လက်ကိုမြှောက်လိုက်ပေမဲ့ဒီချိန်မှာတော့ကိုခန္ဓာကိုလှုပ်ရှားလို့မရတော့ပါဘူး။သူကတန်တူကိုကင်ထားတဲ့လက်ကကိုကောင်းကိုရိုက်ချလိုက်ရာသွေးတွေထွက်လာပါတယ်။သူဟာခန္ဓာကိုယ်ကိုအတင်းကြိုးစားထင်းချုပ်ပြီးဆူတောင်းမှန်နဲ့ရွတ်ဆိုလိုက်မှလွတ်မြောက်သွားခဲ့ပါတယ်။ဟဲ့ကောင်ငါနင့်ကိုဒီတိုင်းမထားဘူးလို့ပြောပြရနဲ့လက်ဆရာဟာနောက်ကျောကိုကန်ကြောက်ခံရပြီး
ဤမေရင်ရဲ့ခေါင်းတလားတွေကိုပြုတ်ကျသွားခဲ့ပါတယ်။ခေါင်းတလားအဖုံးကသူ့ဘော်ကိုတဖြည်းဖြည်းရွေ့လာပြီးပိတ်လိုက်တဲ့အခါမှာတော့ရွာသားတွေအားလုံးရဲ့ရှေ့မှာခေါင်းတလားတွေကနေနာကျင်စွာနဲ့အော်ဟစ်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဟာမနေရတော့ဘူးလို့ရွာသားတွေကကြောက်လန့်တကြားနဲ့ကွဲပြားထွက်ပြေးခဲ့ကြပါတယ်။ရွာလူကြီးဖိုးရဲကလည်းသူ့အိမ်ကိုရောက်သည့်အထိပြေးခဲ့ရပါတယ်။သူကဖျားစင်ရှိမှာတုံရီစွာနဲ့မကန်ဆူတောင်းနေရပါတော့တယ်။အဲဒီနောက်မှာတော့ညတိုင်းဤမေရင်ရဲ့ကလေးချော့တန်ကိုရွာသားတွေဆက်လက်ကြားနေရစေပါ။ဤမေရင်ရဲ့၆လက်မှုဇလန်းဟာတစ်ဆက်ပြောစကားဖြစ်ဆက်လက်တည်ရှိနေပြီးဤမေရင်ကိုဆွဆွဲထားတဲ့ကိစ္စတွေကမှန်ကန်ချင်းမမှန်ကန်ချင်းဘယ်လောက်ရှိနေဆိုတာကိုဘယ်သူမှမသိနိုင်တော့ပါဘူး။ဤမေရင်ကယုံကြည်မှုရဲ့သားကောင်ဖြစ်သွားခဲ့ပြီးအဲ့ဒီလိုကံကြမ္မာကိုကြုံတွေ့ခဲ့ရတာဖြစ်နိုင်ပါတယ်။ကိုဝင်တဲ့မြို့သမီးတရေကိုမြုပ်နှံခြင်းအကြောင်းဇလန်းလေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like ပေးဖို့နဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။